ကိုကိုအရင်ကထပ်ပိုးလှလာအောင်ဂလိုးအလိတ်ချင်နေပြီလားဒီမှာမြင်နေရတဲ့စူပါမော်ဒယ်လိုလှပတဲ့ကောက်ပါလေးကိုအားကျနေပြီလားအသားရည်လေးကလည်းကြီးလင်းသပင်ကလည်းပြောင်လက်နေရပဲဆွဖြစ်တဲ့မိဘတွေနဲ့ပတ်စံတစ်ပြားမှမရှိပဲသူတို့လိုလှကျင်နေဆိုရင်တော့စိတ်ဝင်ပူနေတော့နော်ပတ်စံအများကြီးကုန်ကြမခံပဲအိမ်မာရင်အလွယ်တကူလုပ်လို့ရမယ့်နီလာကောင်းလေးကိုပြောပြပေးတော့ပါမယ်ပထမဆုံးတစ်ချက်ကတော့ရေခဲကတ်တာပါမနက်နိုးလာတဲ့အခါမျက်နှာကဖောင်းအစ်နေတာမျိုးခေါင်းရရထင်နေတာမျိုးဖြစ်ဘူးရမလားအဲ့ဒါကိုဖြည့်ရှင်းဖို့ကရေခဲတုံးလေးတစ်ထုံပဲလိုပါတယ်လှုပ်ဆောင်မှုကလည်းမခက်ပါဘူးမျက်နှာတစ်ပြီးတာနဲ့ရေခဲတုံးလေးကိုအဝေးပပလေးနဲ့အုပ်ပြီးတော့ဒါမှမဟုတ်ရင်ရေခဲထိုက်ရိုက်ကိုမျက်နှာအနှံ့ကိုအသာအရာပုတ်တိုက်ပေးပါမျက်နှာကိုရေခဲနဲ့ပုတ်တိုက်ပေးခြင်းကဘလို့အကျိုးရလဒ်တွေထွက်လာမလဲဆိုတာကိုလည်းဆက်ကြည့်ပေးပါဦးနံပါတ်1သွေးလည်ပတ်မှုကိုမြင့်တင်ပေးတယ်မျက်နှာပေါ်ကိုအေးများတဲ့ရေခဲနဲ့ထိတွေ့လိုက်တဲ့အခါသွေးကြောလေးတွေကခဏတာကျင်းသွားပြီးတော့ပြန်ဖယ်လိုက်တဲ့အခါမှာသွေးတွေကပိုပြီးအားကောင်းကောင်းနဲ့စီးဆင်းလာပါတယ်။ဒါကြောင့်မျက်နှာလေးကသွေးအောင်မှန်းပြီးတော့ကြည်လင်တောက်ပလာတာပါ။နံပါတ်2မျက်နှာဖောင်းတာကိုကျစေတယ်။အထူးသဖြင့်မနက်ခင်းမှာမျက်အိပ်ဖောင်းတာဒါမှမဟုတ်မျက်နှာတစ်ခုလုံးအိပ်နေတာတွေကအရေပြားအောက်မှာအရေတွေစုနေလို့ပါ။ရေခဲရဲ့အေးဓာတ်ကရောင်ရမ်းမှုကိုရောကျစေပြီးစုနေတဲ့အရေတွေကိုဖယ်ရှားပေးတာကြောင့်မျက်နှာပြန်တွေ့သွားလို့ခံစားရစေပါတယ်။နံပါတ်3ချွေးပေါက်တွေကိုကျင်းစေတယ်။ချွေးပေါက်ကျဲတဲ့သူတွေအတွက်ရေခဲကတ်တာသဘာဝတူနာတစ်ခုလိုပါပဲအေးတဲ့ကချွေးပေါက်တွေကိုခဏတာကျုံသွားစေပြီးအသားရည်ကိုပိုပြီး smooth ဖြစ်သွားစေပါတယ်မိတ်ကပ်မလင်းခင်မှာရေခဲကပ်ပေးရင်လည်းမိတ်ကပ်သားကိုပူညက်စေပါတယ်နံပါတ်4အစီပြန်တာကိုထိန်းပေးတယ်မျက်နှာပေါ်ကအစီထွက်တဲ့ဂလင်းတွေကိုအေးမြစေတာကြောင့်အစီအလွန်ကျွံထွက်ခြင်းကိုလျှော့ချပေးပါတယ်ဝက်ချန်ရှိတဲ့သူတွေအတွက်လည်းရောင်ရမ်းမှုကိုတက်တာစေဖို့အစီဘူးတွေငြိမ်သက်သွားတတ်ပါတယ်နံပါတ်5 skin care ပို့ပြီးတော့စိတ်ဝင်စေတယ်ရေခဲကပ်ပြီးတဲ့အခါအရေပြားရဲ့သွေးကြောလေးတွေကတုံ့ပြန်မှုကောင်းနေရကြောင်းနောက်ထပ်လိမ့်မဲ့စီရန်ဒါမှမဟုတ် moisturizer ကိုအသားထဲပို့ပြီးစိတ်ဝင်မှုအားကောင်းစေပါတယ်။ဒါပေမဲ့ရေခဲပုတ်ပေးတဲ့အခါသတိထားရမယ့်အချက်လေးတွေရှိပါတယ်။မျက်နှာအရေပြားတွေကအရန်နုနေတာမလို့ရေခဲကိုဓာတ်ရိုက်ကပ်ပေးတာထက်ပဝါပပလေးဒါမှမဟုတ်ရင်တီရှူးလေးနဲ့အုပ်ပြီးကပ်ပေးတာအသားလောင်တာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။တနေရာထဲမှာပဲစက္ကန့်အကြာကြီးဖိမထားမိဖို့လည်းလိုပါတယ်နော်။ကဲအခုဆိုရင်တော့ရေခဲကတ်ခြင်းနဲ့ဘာကြောင့်ကတ်တင်လဲဆိုတော့ရလက်တွေကိုပါသိသွားပြီဆိုတော့ဒုတိယအချက်ကိုဆက်ကြည့်ပေးပါဦးဒုတိယတစ်ချက်ကတော့ rice mat ပါဈေးကြီးတဲ့ပစ္စည်းတွေမသုံးပဲကိုရီးယားစတိုင်နူးညံ့တဲ့အသားရည်ကိုရချင်ရင်တော့ဆန်ကိုသုံးကြည့်ပါလှုပ်ဆောင်ပုံကတော့ဆန်ကိုပုံမှန်ထက်ရေနဲ့ပို့ထည့်ပြီးပြုတ်ပေးရပါမယ်ပုံမှန်အားဖြင့်15မိနစ်ကနေမိနစ်20ခန့်ဒါမှမဟုတ်ရင်ဆန်လုံးလေးတွေကဆန်ပြုတ်လိုမျိုးပျော့ဤပြီးတော့လက်နဲ့ဖြည့်ကြည့်လိုက်ရင်ကြေသွားတဲ့အထိပြုတ်ပေးပါဆာမမာကြီးဆိုရင်ကြိတ်တဲ့အခါအဖက်တွေတင်ကြခဲ့ပြီးမျက်နှာပေါ်မှာကတ်ရတာအဆင်မပြေဖြစ်တတ်လို့ဣဆန်နေအောင်ပြုတ်ပေးဖို့တော့အရေးကြီးပါတယ်။ဆန်အနှိမ့်ရပြီဆိုရင်တော့ပြားရည်ထည့်ပေးရပါမယ်။ပြားရည်ကအဆိုတက်ကိုထိမ့်ပေးတာဖြစ်လို့အများကြီးထည့်စရာမလိုပါဘူး။ပြုတ်ပြီးသားဆန်အနှစ်ကထမင်းစားစု2ဆွန်းလောက်ဆိုရင်ပြားရည်ကိုလက်ဖက်ရည်ဆို2ဆွန်းဒါမှမဟုတ်ဆွန်းဝက်လောက်ပဲထည့်ပေးရင်လုံလောက်ပါတယ်။ပြားရည်အများကြီးထည့်မြင်ရင် mask ကအရန်ပြစ်ချွဲသွားပြီးတော့မျက်နှာပေါ်ကနေစီးကျလာတတ်လို့ပြားရည်ထဲတဲ့နေရာမှာများမတော့အောင်သတိထားပေးပါဒီ mask လေးကိုတစ်ပတ်မှာ2ကြိမ်လောက်ပုံမှန်လုပ်ပြီးရင်အသားရည်ကတိတိတသားနုဖတ်လာမှာပါဆန်နဲ့ပြားရည်ပေါင်းစပ်မှုကဘာကြောင့်အသားရည်အတွက်အစွမ်းထက်လဲဆိုတာသိပ္ပံနည်းကျအချက်လေးနဲ့ရှင်းပြပေးမယ်နော်ဆန်မှာအသားရည်ကိုချင်းလျင်ဝင်ပါစေတဲ့ဗီတာမင် B1 B2 နဲ့အမိုင်နိုအက်ဆစ်တွေပါဝင်ပါတယ်ဒါကြောင့်ကိုရီးယားနဲ့ဂျပန် cosmetic ပစ္စည်းတွေမှာဆန်ကိုအဓိကအသုံးပြုကြတာပါဒါအပြင်ဆန်မှာပါဝင်တဲ့para-aminobenzoic acid ကလည်းလေယောင်ကြည်တံကိုကာကွယ်ပေးနိုင်ပြီးတော့အသားရည်ညုံမဲလာတာကိုတားဆီးပေးပါတယ်။ဆန်မှာပါဝင်တဲ့ဂစီဓာတ်ကချွေးပေါက်တွေကိုကျင်းစေပြီးတော့အသားရည်ကိုတင်းတင်းရင်းဖြစ်စေပါတယ်။နောက်ပြီးတော့သူ့ရဲ့တွဲဖက်ပြားရည်မှာလည်းစွမ်းရည်ရှိပါတယ်။ပြားရည်ကလေထုတွေကအဆိုဓာတ်ကိုဆွဲယူပြီးအရေပြားထဲမှာထိမ့်သိမ့်ပေးတာကြောင့်မျက်နှာကိုလိဖက်ပြီးတော့ဆိုးပြင်းနေစေပါတယ်။ပြားရည်မှာ antioxidant နဲ့ antibacterial test တွေပါဝင်လို့ဝက်ချန်နဲ့အမဲဆက်တွေကိုလည်းတက်တာစေပါတယ်။ပြားရည်ကအရေပြားမှာရှိတဲ့ဆဲအသစ်တွေဖြစ်ပုံမှုအားပေးလို့မျက်နှာကိုကြည်လင်စင်ကြယ်စေပါတယ်။သတိထားရမယ့်အချက်ကတော့ဆန်နဲ့ဓာတ်မတည့်သူတွေရှိတတ်ပါတယ်။ mask ကိုမျက်နှာပေါ်ဓာတ်ရိုက်မတင်ခင်နားအနောက်ကအရေပြားဒါမှမဟုတ်လက်ကောက်ဝစ်အတွင်းပိုင်းတွေမှာအနှဲငယ်အရင်လိမ့်ကြည့်ပါ။10မိနစ်လောက်ထားကြည့်လို့ရားရံတာညီမြန်းတာမျိုးမရှိဘူးဆိုမှမျက်နှာမှာသုံးသင့်ပါတယ်။ကဲအခုဆိုရင် right mask ကိုဘယ်လိုအသုံးပြုအောင်လဲဆိုတာသိသွားပြီဆိုတော့တတိယတစ်ခုကဘာဖြစ်မလဲဆိုတာဆက်ကြည့်ပေးပါဦးတတိယချက်ကတော့ hair glow up ပါမိန်းကလေးတယောက်ရဲ့အလှမှာသပင်ဟာတကယ်ကိုအရေးကြီးပါတယ် hair spa သွားစရာမလိုပဲတောက်ပြောင်ခြင်းနဲ့ဆိုရင်တော့ကိုသုံးနေကြ hair conditioner တွေကိုအုံးစီတန်လွင်စီနဲ့ပြားရဲ့အနှဲငယ်ရောမှုလိုက်ပါ
ဒီနီလန်ကစံသား6တွေ့တာဖွာတာနဲ့အပြားနှစ်ခွဖြစ်တာတွေကိုကုသပေးတဲ့ homemade deconditioning နီလန်မှာပစ္စည်းတစ်ခုချင်းစီကစံသားအတွက်ဘယ်လိုလုပ်ပြီးလဲဆိုတာအသေးစိတ်ရှင်းပြပေးမယ်နော်ပထမဆုံးအနေနဲ့ conditioner ကအခြေခံ base ဖြစ်နေအလုပ်လုပ်ပါတယ်စံသားကိုချောမှုစေပြီးတော့အခြားစီတွေကိုစံသားရဲ့စိတ်ဝင်ရလွယ်အောင်ကူညီပေးပါတယ်နောက်တစ်ခုကအုံးစီမှာပါဝင်တဲ့ fatty acid တွေကစံသားရဲ့အပေါ်ယံနေမကပဲအတွဲပိုင်းထိကိုစိတ်ဝင်လောင်စွမ်းရှိလို့စံသားကိုတန်မာစီပြီးတိုးကြည့်ရအောင်ကောက်ပေးပါတယ်နောက်ပြီးတော့တန်လင်စီကလည်းဗီတာမင် E နဲ့ဗီတာမင် A ကျွဲဝါလို့စံသားကိုတောက်ပြောင်စေပြီးတော့စပင်ဖွာလန်ကျဲနေတာတွေတက်တာစီပါတယ်ဒါအပြင်ပြားရည်ကတဘာဝတိုင်းရေဓာတ်ကိုဆွဲယူထိညှိပေးတာကြောင့်6ကန်နေတဲ့စံသားကိုနူးညံ့ဆိုပြလာစေပါတယ်ပေါင်ပစ္စည်းတွေအကုန်လုံးကို mix လုပ်ရမယ့်ချိုးစားရပျော်စေထမင်းစားစုံ2စွန်းအုံးစီလက်ဖက်ရည်ဆို1စွန်းတန်လွင်စီလက်ဖက်ရည်ဆို1စွန်းပြားရည်လက်ဖက်ရည်ဆို1စွန်းဒီချိုးစားတွေကိုတမတော့အောင်တေချာမှွေပေးပါအသုံးပြုပုံကတော့ခေါင်းလျှော်ရည်နဲ့အရင်လျှော်ပြီးစံသားပေါ်ကအညစ်အကြေးတွေကိုဖယ်ရှားပါဒါမှအာဟာရဓာတ်တွေပိုစိတ်ဝင်ပါပါစပင်ကိုရေမစိုးတစိုးအနေထားမှာခုနကဆက်ထားတဲ့အနှစ်ကိုစပင်အလဲကနေအဖျားအထိအနှံ့လဲပေးပါဥယျာဉ်ပြားမှာတော့မလိမ့်ပါနဲ့ဥယျာဉ်ပြားအစီပြတ်တက်လို့ပါကြာချိန်ကတော့15မိနစ်ကနေမိနစ်20အထိထားပါပို့ပြီးတော့ထိရောက်ချင်တယ်ဆိုရင်တော့ရွေနွေးဝစ်လေးနဲ့ပတ်ထားပြီးလို့ရပါတယ်ပြီးရင်ရေအေးအေးလေးနဲ့အစီတွေစင်သွားအောင်ဆေးချလိုက်ပါဒီနီလန်ကစပင်ရောင်ခဏခဏဆိုးထားသူတွေစပင်အဖျားတွေခြောက်ပြီးကျွတ်ဆက်နေသူတွေစပင်ကအပူနဲ့ပုံသွင်းလေးရှိတဲ့သူတွေအတွက်ပို့ပြီးတော့ကောင်းပါပါတယ်ဒါပေမဲ့ဒီနီလန်ကအစီတွေပေါဝင်တဲ့အတွက်ကြောင့်ဆေးချတဲ့အခါစင်ကြယ်အောင်ဆေးဖို့လိုပါတယ်စီမပြောင်းရင်စပင်ကကက်ဆေးဆေးဖြစ်ပြီးတော့ပြားကတ်သွားတတ်ပါတယ်တပတ်ကိုဒီချိန်လောက်ပဲလုပ်ပေးရင်လုံလောက်ပါတယ်စတုတ်တာချက်ကတော့ rice water toner ပဲကိုရီးယားမှာလေးလို့ glow glass skin ရဖို့ဆိုရင်ရေဓာတ်ပြည့်ဝနေဖို့အဓိကပါပဲစံဆေးရည်ကိုတိုနာအဖြစ်အသုံးပြုခဲ့တာရှေးရခင်တွေကအာရှအမျိုးသမီးတွေအသုံးပြုခဲ့တဲ့ရိုးရှင်းပြီးထိရောက်တဲ့အလှပလှုပ်ဝက်ချက်တစ်ခုပါဒါကိုပို့ပြီးတော့စနစ်တကျနဲ့ဘေးကင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာအသေးစိတ်ရှင်းပြပေးပါမယ်ပထမအဆင့်အနေနဲ့စံကိုတန့်ရှင်းတဲ့ဆာလုံးတစ်ခုထဲမှာထည့်ပြီးတော့ရေအနှဲငယ်နဲ့ပုတ်ဆေးပေးပါပထမစံဆေးရည်တွေကိုတုံပစ်လိုက်ပါဒါကဖုံမုံနဲ့အညစ်အကြေးတွေကိုဖယ်ရှားတာပါဒုတိယအဆင့်ကတော့စံထဲကိုရေသက်အသစ်ပြန်ထည့်ပါစံလုံးလေးတွေကိုလက်နဲ့ခါဖို့ခွာလေးနယ်ပေးပါရေရောင်ကနို့နှစ်ရောင်လိုဖြူနှောင်းနှောင်းဖြစ်လာပါလိမ့်မယ်စံထဲမှာပါတဲ့အာဟာရဓာတ်တွေရေထဲကိုစိတ်ဝင်သွားအောင်မိနစ်20ကနေ30အထိစိမ်ထားလိုက်ပါမိနစ်30ပြည့်ပြီဆိုရင်စံတွေကိုစစ်ထုတ်ပြီးရေကိုပဲတန့်ရှင်းတဲ့ဘူးလေးတွေကိုပြောင်းထည့်ပါဒီလိုဆိုရင်တော့ rice water ရပါပြီအသုံးပြုပုံကလည်းအရန်ယူရှင်းပါတယ်မျက်နှာတစ်ပြီးတာနဲ့ကော်နိုပတ်နဲ့စံစေးရည်ဆိုပြီးမျက်နှာအနှံ့ခပ်ဖွက်ဖွက်တုပ်ပေးပါပြီးရင်6တွေ့အောင်ထားပြီးတော့ကိုလိမ့်နေကြ skin care တွေဆက်လဲပေးလိုက်ရမှာပဲနောက်ပြီးတော့မျက်နှာတစ်ပြီးနောက်ပိုင်းမှာစံစေးရည်နဲ့မျက်နှာကိုအုပ်ပြီးဆေးချပေးလို့လည်းရပါတယ်စံစေးရည်မှာပါတဲ့ folic acid ကအစွမ်းထက် antioxidant ဖြစ်လို့အသားရည်ကိုကြည်နေစေပြီးအိုမင်းရင်ရုံမှုကိုလည်းတားဆီးပေးပါတယ်ဒါအပြင်စံစေးရည်မှာပါဝင်တဲ့ဂက်စီဓာတ်ကချွေးပေါက်တွေကိုကျင်းစေပြီးအသားရည်ကိုတင်းရင်းစေပါတယ်စံစေးရည်မှာစံသားနဲ့အသားရည်တွေလိုအပ်တဲ့အင်နိုစတောလို့ခေါ်တဲ့ကာဗွန်ဟိုက်ဒရိတ်တစ်မျိုးပါဝင်ပြီးဆဲလ်တစ်ဖြစ်ပုံကိုအားပေးပါတယ်တတိထားရမယ့်အချက်ကစံစေးရည်ကတဘာဝပစ္စည်းဖြစ်ပြီးတော့တာရှည်ခံဆေးမပါလို့အပြင်မှာထားမယ်ဆိုရင်မြန်မြန်တိုးတတ်ပါတယ်ရေခဲတက်တာထဲမှာပဲတင်ထားပါ9ရက်ထက်ပိုမသုံးပါနဲ့9ရက်ကျော်ရင်အသစ်ပြန်လုပ်တာပို့ပြီးတော့စိတ်ချရပါတယ်တကယ်လို့စံစေးအနံ့ချင်စားပြူလာပြီဆိုရင်တော့လုံးဝမသုံးပါနဲ့အသားရည်အရန်6တက်တဲ့သူဆိုရင်စံစေးရည်သုံးပြီးတဲ့နောက်မှာ moisturizer တေချာပြန်လိမ့်ပေးရပါမယ်ဘာလို့လဲဆိုတော့စံစေးရည်ကအဆီထိန်းပေးတဲ့အားနည်းတွေရှိလို့ပါနောက်ဆုံးချက်ကတော့ coffee scrub ဆဲတွေတွေကိုဖယ်ရှားပြီး baby skin လေးလိုချောမွေ့ခြင်းရင်တော့ဒါလေးကအကောင်းဆုံးပါပဲ DIY coffee scrub ကတော့အသားရည်ကိုချက်ချင်းနူးညံ့သွားစေတဲ့အပြင် spa သွားစရာမလိုပဲအိမ်မှာပဲအလွယ်တကူလုပ်လို့ရတယ် natural beauty polishing နည်းလမ်းလေးပါဘယ်လိုလုပ်လို့ရမလဲဆိုတာကိုအသေးစိတ်လိုက်ကြည့်ပေးပါဦးပေါင်ပစ္စည်းတွေကတော့ coffee တကြားအုံးစီပြားရည် body wash ဒီ5မျိုးပါပဲအချိုးစားကတော့တကြားအဖြူပဲဖြစ်အညိုပဲဖြစ်ကိုကြိုက်ရအောင်သုံးနိုင်တယ်တစ်ခွက် coffee မှုန့်တစ်ခွက် body wash ထမင်းစားဆုံး2စွန်းခန့်ပြားရည်ထမင်းစားဆုံး2စွန်းအုံးစီကခွက်တစ်ဝက်လုံးဆောင်ပုံကတော့ပေါင်ပစ္စည်းအားလုံးကိုဇလုံးတစ်ခုတည်းထည့်ပြီးတော့တမအောင်မှုလိုက်ပါအရန်6နေရင်အုံးစီဒါမှမဟုတ် body wash နည်းနည်းလောက်ထည့်ပေးလို့ရပါတယ်အသုံးပြုပုံကတော့ရွေနွေးနွေးလေးနဲ့9မိနစ်လောက်အရင်ချိုးပေးရင်ချွေးပေါက်တွေပွင့်သွားပြီးတော့ဆဲတွေဖယ်ရှားရပိုးလွယ်ကူစေပါတယ်
စခရက်ကိုယူပြီးတော့6ယောက်ကနေစတင်ကအပေါ်ဘက်နှလုံးရှိရာဘက်စီကိုဆက်ဝိုင်းပုံစံခတ်ဖွတ်ဖွာလေးပုတ်တိုက်ပေးပါတထောင်စစ်ဒူးကောင်းနဲ့ခြေပြောင်းနေပို့ပြီးဂရုတစိုက်တိုက်ပေးပါတိုက်ပြီးတာနဲ့ချက်ချင်းရှည်မစေးချပင်9မိနစ်လောက်ထားလိုက်ပါကော်ဖီနဲ့အစီရွေးအာဟာရကိုအသားနဲ့စိတ်ဝင်စေဖို့အတွက်ပါပြီးရင်တော့ရေအေးအေးလေးနဲ့ဆင်အောင်ဆေးချလိုက်ပါဘော်ဒီလိုရှင်းလေးပြန်လိမ့်ပေးဖို့တော့မမေးနဲ့နော်အကျိုးကျေးဇူးတွေအနေနဲ့ကော်ဖီမှာပါဝင်တဲ့ကက်ဖင်းကသွေးလည်ပတ်မှုကိုကောင်းစေပြီးအသားရည်ကိုတင်းရင်းစေပါတယ်။သူ့ရဲ့အမှုံမွှားလေးတွေကဆဲသေးတွေကိုအထီရောက်ဆုံးဖယ်ရှားပေးပါတယ်။တကြားကတဘာဝတိုင်းဆိုတဲ့ကိုထိမ့်ပြီးတဲ့အပြင်ကော်ဖီထက်ပိုကျန်းတာကြောင့်ပိုပြီးနက်နေတဲ့ inflammation ဆဲသေးဖယ်ရှားခြင်းကိုလုပ်ဆောင်ပေးပါတယ်။အုံးစီကစကရက်တိုက်တဲ့ခါမှာအသားရည်မချောက်တွေ့အောင်ကာဝယ်ပေးပြီးအသားကိုအိဆက်ညံ့ညောစေပါတယ်။ပြားရည်ကဘက်တီးရီးယားတွေကိုတည်စေပြီးတော့အသားရည်နီးမြန်းရောင်ရမ်းတာတွေကိုတတ်တာစေပါတယ်။ body wash ကတော့အစီတွေနဲ့အမှုံမွှားတွေကိုရေဆေးချတဲ့အခါပိုပြီးလွယ်ကူစင်ကြယ်သွားအောင်ကူညီပေးပါတယ်။စကရက်ပုံမှန်တိုက်ပေးခြင်းအားခြေထောက်မှာအဆက်ပြောက်လေးတွေဖြစ်တာအမွှေးလှုပ်တာတွေကိုတိတိကျကျကြောပါစေပါတယ်။ဆဲသေးတွေကွာကျသွားတဲ့အတွက်အသားရည်ကချက်ချင်းကြည်လင်ဝင်ပါလာမှာပါ။ပေါင်နဲ့တင်ပါကအသားတွန့်တာတွေကိုလည်းတင်းရင်လာစေပါတယ်။ဒါပေမဲ့တတိထားရမှာကစကရက်တိုက်တဲ့အခါအရန်အားနဲ့မပုတ်တိုက်မိဖို့တတိထားပါ။အသားရည်ကျင်းဆက်သွားနိုင်ပါတယ်။ဒီစကရက်ကိုလေလုံနဲ့ဘူးထဲထည့်ပြီးရေချိုးခန်းထဲမှာတစ်လလောက်ထိတင်ထားလို့ရပါတယ်။ဒါပေမဲ့ရေမဝင်အောင်တော့တတိထားပါ။လှပဖို့ဆိုတာငွေကုန်ကြေးကျအများကြီးရှိဖို့မလိုပါဘူး။ကိုဂယူးဆိုင်ချင်တဲ့စိတ်လေးပဲလိုတာပါ။ဒီနေ့ကစပြီးတော့ DIY နီးလန်းလေးတွေနဲ့ဂရိုးကလုပ်ကြည့်လိုက်ပါ။ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိရဆိုရင် like and share လေးလုပ်ပေးပြီးတငယ်ချင်းတွေကိုလည်းမျှဝေပေးလိုက်ပါအောင်။အားလုံးပဲလှပတဲ့ glass skin လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။